နှလုံးသွေးကြောကျဉ်ရောဂါ coronary artery disease ဆိုတာနှလုံးကိုသွေးတဲ့ပေးတဲ့သွေးကြောတွေမှာအဆီပိတ်ဆို့ပြီးသွေးစီးဆင်းမှုအဆင်မပြေဖြစ်တဲ့ယောဂပေါ့ဒါကိုယူဆိုင်ဖို့ဆိုရင်နေ့စဉ်ဘဝမှာဘာတွေလုပ်ရမလဲဘာတွေရှောင်ရမလဲဆိုတာကိုသစင်ချင်းလေ့လာကြည့်အောင်ဆောင်ရန်ဘာတွေလုပ်တင်လဲကျမ်းမာရေးနဲ့ညီညွတ်တဲ့အစာအသောက်စားပါဟင်းသီးဟင်းရွက်တစ်သီးဝလံတွေအစီမပါတဲ့အသားဆက်ကလေး9မျိုးအစစ်အဆန်တွေကိုဦးစားပေးစားပါစီကြော်တာတွေအစီမားတဲ့အစားအသောက်တွေထက်စီနဲနဲနဲ့ချက်ထားတဲ့ပေါ့ပါတဲ့ဟင်းလျာတွေကိုရွေးပါဥပမာကန်စွန်းရွက်ဟင်းရည်လေးကျဲရင်ပုံမောင်းကျုပ်ကအဆင်ပြေတယ်အမြင်တတ်များတဲ့အစားအစာတွေဥပမာအုတ်ကျွမ်းကလားဘဲရောကကိုလက်စထရောထိန်းပေးတယ်လေ့ကျင့်ကန်လုပ်ပါတနေ့ကိုမိနစ်30လောက်လှုပ်ရှားပေးပါလမ်းလျှောက်တာစပိန်စီးတာရေကူးတာလိုနှလုံးကျန်းမာရေးကိုထောက်ကူပေးတဲ့လေ့ကျင့်ခန်းတွေလုပ်ပါအကြမ်းဖက်လှုပ်ရှားတာမျိုးမလိုဘူးပေါ့ပေါ့ပါပါစပြီးဆရာဝန်နဲ့တိုင်ပင်ပြီးမှတဖြည်းဖြည်းတိုးလို့ရတယ်ဆရာဝန်ညွှန်ကြားချက်ကိုလိုက်နာပါဆရာဝန်ကဆေးညွှန်းထားရင်အချိန်မှန်တော့ပါဥပမာကိုလက်စထရောကျစေစတက်တင်တို့သွေးဖိအားထိန်းစေတို့ကိုမမေ့ပါနဲ့ပုံမှန်ဆေးစစ်တာသွေးတွင်းအဆီဓာတ်တိုင်းတာလုပ်ပါဒါကယောဂအခြေအနေကိုသိဖို့အရေးကြီးတယ်စိတ်ဖိအားမှုကိုထိန်းပါစိတ်ဖိအားကနှလုံးကိုထိခိုက်စေတယ်တရားထိုင်တာယောဂလုပ်တာတငယ်ချင်းတွေနဲ့စကားပြောတာအိမ်မွေးတရိရှန်လေးနဲ့ဆော့တာမျိုးတွေလုပ်ကြည့်ပါအိပ်ရေဝအောင်အိပ်ပါတညကို8နာရီလောက်အိပ်တာအကောင်းဆုံးပဲစလိုက်ဒီကိုစောင့်ကြည့်ပါရင်ပတ်ထရဖိအားခံစားရတာအသက်ရှူမဝတာမောပန်းလွယ်တာမျိုးခံစားရင်ချက်ချင်းဆရာဝန်နဲ့တိုင်ပင်ပါဒါတွေကနှလုံးသွေးရောကျဉ်လက္ခဏာတွေဖြစ်နိုင်တယ်ရှောင်ရန်ဘာတွေမလုပ်သင့်ဘူးလဲအစီများတဲ့အစားအစာတွေကိုရှောင်ပါစီကြော်ထားတဲ့အစားအစာတွေအစီပါတဲ့အသားတွေဥပမာဝတ်သားတို့ကြက်စီကြော်တို့လိုထောပတ်မုံများတဲ့အစားအစာတွေကိုလျှော့စားပါသမင်းကြော်တို့ကိတ်မုံတို့ကုကီးလက်တရားရများတဲ့အစားအစာတွေလည်းနည်းနည်းပဲစားပါဆေးလိပ်နဲ့အရက်ကိုဖြတ်ပါဆေးလိပ်ကသွေးကြောတွေကိုပိုဆိုးဆွားစေတယ်ဖြတ်ဖို့ခက်ရင်ဆရာဝန်နဲ့တိုင်ပင်ပြီးအကူအညီယူပါအရက်ကလည်းနည်းနည်းပဲတောက်တင်တယ်တချို့ကမတောက်တာအကောင်းဆုံးလို့ဆရာဝန်ကအကြံပေးတယ်ဆိုဒီယမ်များတဲ့အစားအသောက်တွေကိုရှောင်ပါစားများတဲ့အစားအသောက်တွေဥပမာအာလူးကြော်စားနဲ့ထားတဲ့အသားတွေစီသွေးမှုတွေကသွေးဖိအားကိုမြင့်တက်စေပြီးနှလုံးကိုထိခိုက်စေတယ်စားနဲ့ချက်တာဒါမှမဟုတ်စားအစားဟင်းကမုံနီးတံပရာရည်လို့အရသာဖြစ်တဲ့ဒီစီးတွေသုံးကြည့်ပါလှုပ်ရှားအောင်မရှိတဲ့ဘဝနေထိုင်မှုကိုရှောင်ပါတနေ့လုံးထိုင်နေတာTV ကြည့်ရင်အိပ်ရထဲမှာပဲလဲနေတာမျိုးကနှလုံးကျန်းမာရေးကိုထိခိုက်စေတယ်နည်းနည်းလေးလှုပ်ရှားပြီးပါစိတ်ဖိအားမှုကိုမဖိတ်ခေါ်ပါနဲ့အလုတ်ထဲမှာဖိအားများတာစိတ်သက်ကြတာမျိုးတွေကနှလုံးကိုထိခိုက်စေတယ်စိတ်ဖိအားကိုလျှော့ချဖို့အပန်းဖြေတဲ့နီလန်းတွေရှာပါဘာကြောင့်ဒီလိုလုံးရတာလဲနှလုံးသွေးကြောကျဉ်တာကသွေးကြောထဲမှာအဆီတွေ plate စုပေါင်းလာပြီးသွေးစီးဆင်းမှုလျော့သွားကြောင်းဖြစ်တယ်ဒါကိုမထိန်ရင်နှလုံးဖောက်တာလေဖြတ်တာလိုအန်ဒီရတွေဖြစ်လာနိုင်တဲ့အတွက်အစားအသောက်လူစားမှုဆေးဝါးတွေနဲ့ယောဂကိုထိန်းဖို့အရေးကြီးတာပါတခုခုမသေးကြရင်ဆရာဝန်ညတိုင်ပင်တာလားအကောင်းဆုံးပါ